အိမ်တက်ပါကြီးမှာယူလေ မတော့အကုန်လုံးကြိုက်တယ်။မောင်ကြီးကဘာလို့လိုချင်လဲ။ဒါလေးကို အဲ့ဒါကိုသူစားတော့ပဲရှိတယ်။သူစားတော့ပဲကို ဒါလေးလည်းကြိုက်တယ် နောက်တကယ်ချင်းတွေရွာသားတွေလာလို့ရှိရင်နေခါခါလိုက်ပြတော့ဒါလေးလုံးလိုက် ။ဒါလေးလည်းဒီကြိုက်တယ်။မလည်းကြိုက်တယ်ဒါလေး ကိုပဲဆယ်ရီကတိမ်ပြီးလို့ရှိရင်နောက်မဘာလို့ရင်လည်းထပ်ကြောဘောင်းဝဲပြီးမယ် ထပ်ပြီးတော့မှာပြရတော့အပြည့်ပေါ့နော်။မှားမှာပဲလောလောဆယ်ကတော့ဒါလေးကိုကြိုက်ထားတယ်။သူတို့တစ်ခုလေးနဲ့ရှင်းပြတော့ပေါ့ဘူးနော် ဒီမဲ့မရှိရောက်လားမသိဘူး ။တိလေ ဆောင်းရဘာလို့ကြာ တိဟု တတိနဲ့ဒီလို တိလေမ ရှူရှူရှူလေးကတော့ မလာမလာ မရဘူးလေဒီဆိုင်ကဘာဝင်လောက်တာဒီဆိုင်ရဲ့ပစ္စည်းကိုဈေးကြီးရဲ့ပစ္စည်းတွေမတို့ကြော်နိုင်လို့ဈေးကြီးရဲ့ပစ္စည်းတွေမတို့ကြော်နိုင်လို့လား မအဲ့ဒါ ငါ ကို ကြည့်နော်ဟုတ်ကဲ့ဟုတ်လားနော် ဟုတ်ကြိုက်ဖိတ်ကြည့်ပါနော် ကိုငါတို့ကမှထိုင်လို့တဲ့ဘာကျဲလေးလုံးနေလာညီမလေးရှင်းတယ်အကုန်လုံးတော့ယူရှင်တယ်အေးကမပြီးသေးလို့တက်ကယ်မိုးတယ်မပြီးသေးလို့ စတဲ့ညနေကြည့်လို့ရတော့စတဲ့ညနေယူလို့ရပါတယ်ရှ ဟို င် ခုံမဲလေးကဘာလဲဘာလေးလဲ ဟုတ်ရပါချဲရပါရှင် ဘာချက်သွား ဟိုလေတောက်တဲ့ဆိုင်နေကိုခင်းနေခုလေး ဩကလပ်လေးပါထိုင်နေပုံလာပြီဩ မောင်လေးတောက်ဖို့ဗရာလေးပါဒီလိုက်မယ်လေ ငါတော်တယ်ကလာဟိုချင်းခိုင်နဲ့တောက်မယ်လေ ဟုတ်တယ်ဒီလိုက်မယ် တလုံးမဒါပါမာကဂျေးဆိုတော့ဒီကကြီးတာရှိသေးလားမဒါကြိုက်တာ ကြိုက်တယ်အရင်ကြိုက်တယ်အခုဒီဟာဒီကူကြီးလည်းကြိုက်တယ်ကလေးကို မကြည့်ကြတော့ညမကျတော့ ကိုရီကုန်းချာ ရရင်ညီမလေးရရင်ညီမလေး နင်တို့ကမြန်လိုက်တာအခုကြောက်တယ်နော် ဩဒီကမျက်နှာကြောက်ဘူးဩဒီကမျက်နှာကြောက်ဘူး